လူဖီရဲ့သွေးတွေကခိုင်တို့ကိုသွားဆင်ပြီးလူဖီလည်းမူလာအတိုင်းပြန်ဖြစ်သွားခဲ့ရပါပြီအားလုံးကအတီးတီးကိုစီတိုက်ပွဲဝင်နေကြရမယ်လူဖီကတော့မှောက်နေခဲ့ပြီမလို့မမိုးလဲလူဖီရဲ့အတန်ကိုမကြားရတော့ထူးဆန်းလို့နေခဲ့ပါတယ်စကာဂျွန်ခေါမိုးဘော်ကတိုက်ပွဲမှာအနိုင်ရရှိတဲ့သူကခိုင်တို့ဖြစ်လာခဲ့ပါတယ်ခိုင်တို့ကဒေါ်လာရိတ်ထွက်နေပြီးတီးရက်နဲ့လောက်တာလားဆိုက CP0 ကိုတိုက်ခိုက်ပါပဲပျော်ဖို့မကောင်းတော့ပဲပြင်းဖို့ကောင်းသွားပြီလို့ခိုင်တို့ကဆိုပါတယ်လူဖီကသူ့နောက်ဆုံးမှဂျာနဲ့တင်မရရင်သူ့ရဲ့အရှုံးလို့ပြောခဲ့တာကိုခိုင်တို့ကပြန်တွေးရင်တကယ်ကိုပြင်းဖို့ကောင်းတယ်ဆိုကအတော်လေးကိုပေါက်ကွဲနေပါတော့ရဲ့ခေါ်မစုကလည်းပြိုကျနေတဲ့မျက်နှာချက်ကိုကြည့်ရင်ရလိုက်ထဲမှာအသက်ရှင်နေတဲ့သူအများကြီးရှိနေတာမလို့အားလုံးအသက်ရှင်လေးရပြန်ကြမယ်လို့ဆိုပါတယ်ဒီနေရာကလေပေါ်မှာမလို့ဒီမီးတွေကိုညှိနိုင်မှလည်းမဟုတ်ပဲအားလုံးကိုထွက်ပြေးဖို့ပြောနေတော့ခိုင်တို့က blast beat ကိုတုံးလိုက်ပါတော့အိုဒန်ရဲ့တားကိုထုတ်ပေးဖို့နဲ့မိုနိုဆိုကဲကအရှုံးပေးတဲ့ဆိုပြီးကြေညာဖို့ခိုင်တို့ကပြောလိုက်ပါတယ်လူဖီကရောဘလို့ဖြစ်သွားပြီလဲလို့ဟီယိုဂီယိုကမေးတဲ့အခါခိုင်တို့လည်းပြင်းဖို့ကောင်းတဲ့ရလက်ဖြစ်တဲ့အတွက်တောင်းပန်တယ်လို့ပြောပြီးလူဖီကတေသွားပြီလို့ထပ်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အားလုံးလည်းမယုံမကြည်နိုင်ဖြစ်နေပေမဲ့လူဖီရဲ့အတန်ကလည်းပျောက်သွားပြီဆိုတာကိုလောလဲတီထားမိလိုက်ပါတယ်ချော်ပါလေအဲ့ဒါမျိုးကမဖြစ်နိုင်ဘူးဆိုပြီးအော်ငိုနေပါတော့ခိုင်တို့ကသူ့ကိုအခုထိတော်လန်ကျင်တဲ့သူရှိရင်ထွက်လာခဲ့ဖို့နဲ့သူကအခုတောင်းချမ်းကျင်တဲ့စိတ်ဖြစ်နေရလို့ဆိုပါတယ်ခိုင်တို့ရဲ့အဖွဲသားတွေအားလုံးကလည်းပျော်ရွှင်နေကြပြီးတော့ထာမာလေးကတော့အကိုကြီးလူဖီကမသိပဲဘဏ္ဍခါဖြစ်ပြန်ချလူစိုးတွေကိုအနိုင်တခိုက်တာကိုမြင်ခဲ့ရဘူးလို့ဝင်ပြောလိုက်ပါတယ်အကိုကြီးလူဖီကိုမသိစေချင်ဘူးလို့ထာမာလေးကမျက်ရည်စားတွေနဲ့ပြောနေတဲ့အခါနာမီလဲလူဖီကအသက်ခံရလဲသိမဲသူမဟုတ်ဘူးဆိုကမာကိုတားတာတော့မရဘဲနဲ့ထွက်သွားပါတော့စထရာဟက်တေဘီဆိုတာနဲ့စိတ်သက်တွေကြပြီးဆာမူရိုင်းနေနဲ့ဝါနိုကအဆုံးသက်ပြီလားလို့ခိုင်တို့ကမေးလိုက်ပါတယ်လူဖီမနိုင်နိုင်ဘူးလို့မပြောနဲ့လို့နာမီကအော်ပြောလိုက်ပြီးလူဖီစီမှာစုပ်ပြတ်နေအောင်ခံလာရတယ်မလားလို့ခိုင်တို့ကိုထပ်မေးလိုက်ပါတယ်လူဖီကနိုင်မယ်လို့ပြောရင်တေချာပေါက်နိုင်မဲ့သူရှုံးစရာလည်းမရှိတော့လို့တေစရာအကြောင်းလည်းမရှိဘူးလို့နာမီကချက်ပြောလိုက်ပါတယ်အရှုံးကိုပြောပြတာသဘောကောင်းတယ်လို့ခေါ်ကြလို့ခိုင်တို့ကပြောလိုက်ပြီး blast beat ကိုတုံးလိုက်တဲ့အခါမာကိုကဝင်ကြမယ်အဲ့ကအရှိန်နဲ့နာမီလည်းတွင်းထွက်သွားခဲ့ရပါတယ်အားလုံးမပြီးခင်တဆိုဂျိုးတွေမလောက်ကြဖို့လဲမာကိုကမှားလိုက်ပါတယ်အခုကနေအကြံအတိုင်းပဲအိုနီဂါရှီမာကပန်မြတ်တော်စီဆက်သွားရမယ်လို့ခိုင်တို့ကဆိုပါတယ်ခိုင်တို့ကသူဟာအော်ဝဲချီလို့သဘောမကောင်းပဲဒီတိုင်းပြည်ကကြီးမားတဲ့လက်နက်ဆက်ယုံဒီကားလူတွေအားလုံးကလည်းငါရဲ့ကျွန်တွေအလုတ်လုံရင်တေကြရမယ်ကျွန်တေရင်ဘလောက်ပဲဖြစ်အစားထိုးလို့ရပြီမင်းတို့ကငါ့ကိုတော်လိုက်ဒေါ်လာထွက်အောင်လုပ်ခဲ့တယ်စစ်ပွဲဆိုတာဒီလိုမျိုးပဲမလို့ရှုံးသွားရင်ပေးဆက်ရမှာအခွင့်အရေးနဲ့မျောလင်းချက်မမိုနိုဆိုကဲမလာမချင်းတိုက်ပွဲကရက်မှာမဟုတ်ဘူးလို့ခိုင်တို့ကဆိုပါတယ်ဝါတို့တိုင်းပြည်ကခလေးကနေနောက်မျိုးဆက်အထိမျောလင်းချက်မဲ့မယ်တိုက်ပွဲရှုံးတဲ့ရလက်ကိုလက်ခံကြလို့ခိုင်တို့ကပြောလိုက်ပါတယ်ခိုင်တို့ရဲ့လူတွေကလည်းလောနဲ့ကစ်ရဲ့ခေါင်းကိုယူဖို့လောက်ကြတဲ့အခါအဖွဲသားတွေကဝင်ကြားပါတော့ခိုင်တို့ကလည်းခိုင်တို့ကိုမြင်လိုက်ရတာမလို့ကူဖို့သွားပါတော့တစ်ဖက်ကကစ်တို့ကလည်းအရှုံးပေးတာကောပြန်မတိုက်ခိုက်ပဲကောမနေနိုင်လို့သူတိုက်ခိုက်မယ်လို့ဆိုပါတယ်တစ်ဖက်ကမမိုးကလည်းလူဖီတောင်မနိုင်တဲ့သူကိုသူတို့ဘလို့လုံးနိုင်တော့မှလဲလို့ရှာမတုတ်ကိုပြောနေခဲ့ပါတယ်တီတဲ့ထိတိုက်ခိုက်မယ်ဆိုတဲ့စိတ်တက်ကဆမ်ဝိုင်းစိတ်တက်မလားငါတို့အပြင်ဘသူကလောက်ကြမှလဲလို့ရှာမတုတ်ကလည်းဆိုပါတယ်ဒါပေမဲ့မမိုးကတော့လူဖီကရှုံးသွားပြီဆိုတာနဲ့အရှုံးပေးဖို့ပဲရှိရလို့ပြောတဲ့အခါရှာမတုတ်ကတော့အဲ့လိုလောက်ခွင့်မပေးနိုင်လို့အရှုံးပေးတာကအတက်ကိုကယ်တင်နိုင်မယ်လို့လည်းမထင်ဘူးလို့ဆိုပါတယ်အော်ချီကိုမတော်လန်နိုင်မဲ့တေသွားခဲ့ရတဲ့ဒိုင်မျိုးတွေရဲ့စန္ဒကရောအတူတူပဲဒီတိုက်ပွဲကဝါနိုတိုင်းပြည်ရဲ့အနှစ်20ကိုတဲပိုးနေတာပဲလို့ယာမာတိုကပြောလိုက်ပြီးဒီမှာလက်လျှော့ရမယ်အစားအတူတူတေကြမယ်လို့ဆိုပါတယ်တစ်ဖက်ကခိုင်နိုကလည်း blast beat နဲ့ပြစ်ခတ်နေပြီးဟီယိုဂီယိုကလည်းလူပြီးပြခဲ့တဲ့ဝါနိုရဲ့အနာဂတ်ကိုသူအခုထိလက်မလျှော့နိုင်ဘူးလို့ပြောနေခဲ့ပါတယ်လောနဲ့ကစ်တုကလည်းအင်အားမကြံတော့ပေမဲ့အစွမ်းကုန်ပြန်ခုခံနေခဲ့ကြပါတယ်နာမီကတော့လူဗီတရဲ့ဆိုတာကိုလုံးဝလက်မခံနိုင်ပဲဒီတစ်ခါလဲပေးထတဲ့ခတိကိုတီးဖို့ပြောနေခဲ့ပါတယ်မမိုးကိုဆိုနီရှာကခေါ်နေရကိုမမိုးလဲကြားလိုက်ရပါပြီပြန်တတိယမိရဲ့ကြားနေရရဲ့လို့ဆိုနီရှာကပြောနေတာကိုမမိုးလဲနားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်ဘာများလဲလို့မမိုးကပြန်ပြီးတော့ဆိုနီရှာလဲလွတ်မြောက်မှုရဲ့ဒရန်2800နေမှကြားရတဲ့အတန်သူအဲ့ဒီမှာရှိနေရလို့ဆိုပါတယ်တစ်ဖက်ကလူဗီရဲ့ခန္ဓာကိုယ်မှာလည်းထူးဆန်းမှုတွေဖြစ်ပေါ်နေပြီးတော့မမိုးကလည်းဘသူလဲလို့ဆိုနီရှာကိုပြန်မေးတဲ့အခါ join ဝိုင်းပြန်လာပြီးတော့ဆိုနီရှာကပြန်ဖြေလိုက်ပါတော့လူဗီရဲ့ခန္ဓာကိုယ်ကဒရန်အတန်နဲ့အတူလှုပ်ရှားလို့နေခဲ့ပြီးဆူနီရှာကလည်းသူ liberation ဒရန်အတန်ကိုကြားနေရတယ်အဲ့ဒါ2800ကျော်မှပြန်ကြားရတဲ့ liberation ဒရန်အတန် join ဝိုင်းပြန်လာပြီးဆိုတာကလည်းလုံးဝမမှားနိုင်ဘူးလို့ဆိုပါတယ်တစ်ဖက်ကလူဗီကလည်းပြန်ချလာနေပြီးရှုံးသွားတာတောင်ဘာလို့ထနိုင်သေးရလဲဆိုပြီးသူ့ကိုယ်သူနားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်ရှာမတူတဲ့လူဗီက join point လို့ဆူနီရှာကဆိုလိုချင်တာလားလို့မမို့ကိုမေးနေခဲ့ပါတယ်လူဗီကသူဘာလို့လဲမသိပြောဖို့ကောင်းလိုက်ရင်ဆိုပြီးအော်ဟစ်နေပါတော့ဖက်ကဆန်ဂျီကလည်းပြန်တတိရလာနဲ့လူဗီကိုတမ်းမိပါတော့လူဗီအသက်ရှင်နေသေးတာကိုမာကိုတို့လည်းတတိထားမိပြီးနာမီတို့ကိုပြပြလိုက်ပါတယ်မက်ဘီ choice မှလည်းအထူး agent တယောက်ကိုဆုံးရှုံးသွားရပြီးခိုင်တကိုဒေါ်တာထွက်အောင်လုပ်တာပို့ဆိုတဲ့ရလက်ဖြစ်မှာမဟုတ်ဘူးလားလို့ကိုဆယ်ရီကလည်းပြောနေခဲ့ပါတယ်အန်ရီယာရှိတဲ့အရာကိုတော့ဖျက်ဆီးကြမှာဖြစ်ပြီးကမနိုမီကအမြဲတမ်းဘယ်အချိန်ပဲဖြစ်ဖြစ်ကဘာအစိုးရကအရာယူဖို့စ조사ခဲ့တာဆိုပေမဲ့လုံးဝမရောက်လာခဲ့ပါဘူး2800လုံးမသိရဲ့ additible fruit ကငါတို့စီကထွက်ပြေးနေရဲ့အတိုင်းပဲလို့ကိုဆယ်ရီကဆိုပါတယ်
Zoan type အတီးတွေမှာအတီးစိတ်ရှိပြီးဖျားအမီနာမကိုအပေးခံရတဲ့အတီးဆိုပို့ဆိုပြီးကမွန်နိုမီရဲ့နောက်ထပ်နာမည်က Zoan type Stoနိုမီ Matake type Modernica အဲ့ဒီခန္ဓာကိုယ်က rubber အတိုင်းပဲလုံနိုင်စွမ်းရှိပြီးစိတ်ကူးအတိုင်းတိုက်ခိုက်နိုင်တဲ့လူကိုပြောအောင်လုံနိုင်တဲ့ Liberation City တော့နောက်ထပ်နာမည်ကနေမင်းနဖျား Nika Awakening က rubber ခန္ဓာကိုယ်မှာပိုကြီးမားတဲ့ခွန်အားနဲ့လွတ်လပ်မှုကိုပေးတဲ့ဆိုတဲ့ကဘာပေါ်မှာအလုံးရှုပ်ဆုံးအစွမ်းအားပဲလို့ကိုဆဲကထပ်ပြောလိုက်ပါတယ်တစ်ဖက်ကအော်ချီကလည်း Kumoski က Hiobi ဆိုတာတည်သွားခဲ့ပြီးသူဟာခိုင်နိုစီမှာအတုံးချခံထားရလို့ပြောနေခဲ့ပါတယ်ဆာမူဝိုင်းတွေကိုမျက်နှာပြောင်တိုက်တက်ပြီးတော့ပြောလိုက်တဲ့နေ့ရက်စကားတွေကဘသူစီရောက်သွားမယ်ထင်တယ်လို့ Hiobi ကမေးလိုက်ပါတယ်မိသားစုကို9နှစ်လုံးအကြောင်းပြချက်မပေးဘဲကနေခဲ့တယ်အဖေကဂတိတီးခဲ့တယ်အားလုံးကိုလွတ်ပေးမယ်ဆိုတဲ့ဂတိကိုယုံကြည်ပြီးတော့တနားရီလုံးစီပူအိုးထဲမှာတင်းခံခဲ့တယ်အမြဲတမ်းပြုံးနေပေမဲ့လည်းတိုင်းပြည်တစ်ခုလုံးရဲ့အသက်ကိုတစားကန်လောက်ခံရပြီးတယောက်တည်းတင်းခံခဲ့တဲ့အဖေရဲ့တောကဘလောက်တော့နာကျင်ဖို့ကောင်းလိုက်မလဲလို့ Hiobi ကပြောလိုက်ပါတယ်အိုချီကအိုဒန်ဟာတကယ်တော်တဲ့ဆာမူဝိုင်းရှိုဂန်အနေနဲ့စုပေးမယ်လို့ပြောနေတော့ဟီယိုဘီကသူ့နာမည်ဟာကူဇူကီဟီယိုဘီမို့လို့စကားပြောတာကိုစင်ချင်လို့ပြောလိုက်ပါတယ်ဘိုက်စာထားတောင်အဝတ်စောက်တွေဝတ်နေရတာတော့မှအဖေရဲ့နာမည်ကိုအရှက်မရအောင်နေခဲ့ပြီးနင်ရှိုဂန်ဖြစ်တာလဲတနေ့မှမရှိပဲ YouTube ပြီးရှက်ဖို့ကောင်းခဲ့တယ်လို့ဟီယိုဘီကဆိုပါတယ်အိုချီကသူ့ကိုတက်လဲခိုင်တိုကိုနိုင်မှာမဟုတ်ဘူးလို့ပြောနေတော့ကန်ချီကိုလှုပ်ထားတဲ့မီးရဆိုင်ခဲကရောက်လာပြီးကြာရှုံးသွားကြောင်းလာပြောပါတော့အိုချီလည်းခန်ချီကိုမလားဆိုပြီးကူဇူကီရဲ့ကြံရှိသူဟီယိုဘီကိုတပ်ပြဖို့ပြောပေမဲ့အိုချီအနားကိုကတ်လာတာမဟုတ်လို့အိုချီပဲမီးလောင်သွားပါတော့ကူဇူကီကလန်ကဂတိတိတဲ့မျိုးနွယ်စုမလို့အာယုံဦးကမကြခင်ရောက်လာပါလိမ့်မယ်လို့ဟီယိုဘီကပြောနေခဲ့ပါတယ်တစ်ဖက်ကလူဗီကလည်းသူလှုပ်ချင်တိုင်းလှုပ်နေရလို့အရန်ပျော်ရွှင်နေပြီးတော့ဂျာကဂီယာ5ပဲလို့ဆိုပါတယ်လူဗီကအပေါ်ထက်မှတောင်းချမ်းနေတော့ခိုင်တိုလည်းဒီခေါင်းဝန်းမှာဘာရှိနေရလဲလို့ပြောနေတော့လူဗီကခိုင်တိုကိုဆွဲယူလိုက်ပါတော့လူဗီကခိုင်တိုကိုဂျုံရိုက်နေလို့ရိုက်နေပြီးတော့ကင်ပေါက်နေပါတော့ခိုင်နိုဖြစ်သွားတဲ့ပုံကိုကြည့်ပြီးရှီမောနေတော့ခိုင်နိုလည်းအသက်ရှင်နေသေးရလားဆိုပြီး Blast Speed ကိုထပ်တုံးလိုက်ပါတယ်ဒါပေမဲ့လူဗီကမြေကြီးကိုဆွဲယူပြီး rubber လိုမျိုးပြန်ကန်ထုတ်ပေးလိုက်တဲ့အခါခိုင်နိုကိုပြန်သွားထိပါတော့ရှီမောနေရဲ့လူဗီကိုကြည့်ပြီးခိုင်နိုလည်းအတော်ပေါက်ကွဲနေပါတော့ခုနက CBC ကိုဝင်ရှုပ်တဲ့အတွက်တောင်းပန်ပါရလို့ခိုင်နိုကပြောလိုက်ပြီးအဲ့ဒါနဲ့နိုင်သွားတယ်လို့မလုပ်ချင်ခဲ့ဘူးလို့ဆိုပါတယ်စိတ်ထဲမထားပဲအခုအဆုံးသတ်ကြမယ်လို့လူဗီကပြန်ပြောလိုက်တော့ခိုင်နိုလည်းသဘောကျသွားပါတော့ခိုင်နိုကလူဗီကိုတေချာကြည့်ပြီး rubber ကပတ်ဝန်းကျင်ကိုပါတက်ရောက်နေပြီမလို့ Paramecia type ရဲ့ awaken ဖြစ်နေတဲ့ပုံဆိုပေမဲ့အဲ့လိုပုံပြောင်းနေရက Zoan type ပုံစံမျိုးနည်းနည်းထူးဆန်းနေလို့ဆိုပါတယ်ကမွန်နိုမီကဘလို့ဖြစ်တာလဲလို့ခိုင်နိုကချက်ပြောလိုက်ပြီးလူဗီကိုဝါမျိုးလိုက်ပါတယ်လူဗီကခိုင်နိုရဲ့ပါဇက်ကိုအတင်းဆွဲပြဲနေပေမဲ့ခိုင်နိုကတော့မျိုးချလိုက်ပါတော့ဒါပေမဲ့လူဗီကတော့ခိုင်နိုရဲ့ဘိုက်ထဲမှာတောင်းကျမ်းနေတဲ့ကခိုင်နိုလည်းဘာမှလုံးမရဖြစ်နေပါတော့တစ်ဖက်ကရှာမတုကလည်းမမိုနဲ့သူခေါင်းဝုတ်ကိုလာနေပြီးဘာပဲဖြစ်နေလဲဆိုတာကိုယ့်မျက်လုံးနဲ့တခြားကြည့်ရမယ်လို့ပြောနေတော့အပေါ်မှာခိုင်နိုကိုမလိုက်ရပါခိုင်နိုကသူ့ရဲ့ခန္ဓာကိုယ်က rubber မဟုတ်လို့ဘာဖြစ်နေရလဲပြောနေတော့လူဗီကခိုင်နိုရဲ့မျက်လုံးထဲကနေလက်ကိုဆွဲထုတ်လိုက်ပြီးခိုင်နိုကနာကျင်တော့အော်နေတုံးမှာပဲလူဗီကပါဇက်ထဲကနေပြန်ထွက်လာပါတော့ရှာမတုလည်းတခြားကြည့်ရင်လူဗီကိုလှမ်းမြင်လိုက်ရပါပြီလူဗီကဂျိုင်းယန်ကိုတုံးနေတော့ခိုင်နိုကြိုက်တာခံရပါတော့ရှာမတုကလည်းလူဗီတန်ကိုကြားနေရပါမယ်လူကိုတော့မမှတ်မိဖြစ်နေခဲ့ကြပါပြီလူဗီကခိုင်နိုကိုတစ်ချက်တီးပေးလိုက်ပြီးကြိုးခုံလို့စော်ကစားနေတော့ခိုင်နိုကလည်း Blast Speed ကိုတုံးလိုက်ပါတော့လွင့်ထွက်သွားပေမဲ့လူဗီကခိုင်နိုစီကိုပြန်ဦးတည်ပါတော့နှစ်ယောက်သားရဲ့တိုက်ခိုက်မှုတွေကရဲတကားသူတွေကိုတက်ရောက်စေတော့လောတို့လည်းလူဗီအသက်ရှင်နေသေးရလားလို့ပြောနေကြပါတယ်ပွဲကဆက်ဖြစ်ပွားနေပြီးဒီနေရာကလေဘော်ပါမလို့မင်းငိမ့်လို့လည်းမရပဲလူဗီမနိုင်တရွေ့အဲ့လိုဖြစ်နေမှာဖြစ်ပြီးခိုင်နိုပဲအသက်ရှင်ကြံခဲ့တော့မှဘဲလို့လောကဆိုပါတယ်နိုင်မနိုင်ကစ်ကတော့သူလူဗီနဲ့လောထက်အရင်လဲကြဖို့မတွေးထားဘူးလို့ဆိုပါတယ်လူဗီပေးထားခဲ့တဲ့မျော်လင့်ချက်ကိုဟီယိုကီယိုကလည်းသူတို့တွေလက်ရှော့လို့မဖြစ်ဘူးလို့ပြောနေခဲ့ပါတယ်တစ်ဖက်ကခိုင်နိုရဲ့ Ranuel Raku တိုက်ကွက်ကိုလူဗီခံလိုက်ရတော့ခေါင်းကြီးကရဲတိုက်ကိုဖောက်ဝင်လာတဲ့အခါအားလုံးလည်းကြောင်ကုန်ပါတော့လူဗီရဲ့ပုံစံကဘာပဲဖြစ်နေရလဲဆိုပြီးနာမီတဲ့အော်ဟစ်နေပါတော့မင်းကငါ့ကိုနိုင်မှာမဟုတ်ပဲအကန်တက်ကိုရောက်နေပြီမလားလို့ခိုင်နိုကပြောတဲ့အခါလူဗီလည်းဘသူကအကန်တက်ကိုရောက်နေရလဲလို့ပြန်ပြောနေတော့ချက်ချင်းအားပြက်လာပါတော့ဒီတိုက်ပွဲကိုတရားကလက်ဆင့်ကမ်းမှာမလို့အေးဆေးတေဖို့ခိုင်နိုကပြောပေမဲ့လူဗီကတော့အခုပြီးလို့မရသေးဘူးဆိုကပြန်ချလာပြီးမမိုချာမာနဲ့ KM ပတ်ဂျိုတို့ရဲ့နာမည်ကိုရှေ့ရွတ်လိုက်ပါတေတော့မယ်လို့ခိုင်နိုကပြောနေပေမဲ့ငါကအဲ့ဒါမျိုးကိုကြောက်မဲ့ထင်နေရလားလို့လူဗီကပြန်ပြောလိုက်ပြီးနှလုံးခုန်တန်ကိုခုန်လိုက်ဖို့အမိန်ပေးလိုက်ပါခိုင်နိုကလည်းလာခဲ့ဆိုပြီးတော့လူဗီကိုရိုက်ချလိုက်မယ်လူဗီရဲ့ပုံစံကအရန်ကိုထူးဆန်းနေခဲ့ပါပြီဖြူလာတဲ့အခါတိုင်းခါလာအော့ Amscore ခါလာအော့ The Spring Kim ရော Tommy ပတ်ဝန်းကျင်ကိုအစွမ်းကတက်ရောက်တယ်ဒီလိုလွတ်လပ်တဲ့တိုက်ခိုက်ပုံမျိုးကိုမမြင်ဘူးလို့ခိုင်နိုလည်းတွေးစရာဖြစ်နေခဲ့ပါတယ်လူဗီကခေါင်းနာဘလို့ကိုတုံးလိုက်ပြီးအမြန်နှုံးနေတဲ့ခိုင်နိုကိုတိုက်ခိုက်ပါတော့ကလေးတွေနဲ့တိုက်ခိုက်ရတာပင်မန်းတယ်လို့ခိုင်နိုကပြန်ပြောလိုက်ပြီးလူဗီကိုရိုက်ချဖို့လုပ်ပေမဲ့လူဗီထိုးတာကိုပဲခံလိုက်ရပါတယ်ဒါကအင်အားလေးကြီးပြီးပျော်စရာကောင်းတယ်အခုတိုက်ကွက်ကိုဂုံမဘာလို့ပေးရင်ကောင်းမလဲလို့လူဗီကစဉ်းစားနေပါတော့မင်းကဘသူလဲလို့ခိုင်နိုကမေးတဲ့အခါငါကငါပါဘဲလို့လူဗီကပြန်ဖြေလိုက်ပါတယ်ဒီအတန်က join point ရဲ့အတန်မို့လို့မသိရင်မင်းအဲ့ဒီမှာရှိနေတယ်လို့ပဲကန်တရားကိုမခံစားပဲမနေနိုင်လို့သူ့ကိုအာမကိုပဲလည်းမနေနိုင်ဘူးလို့ဆူနီရှာကလည်းပြောနေခဲ့ပါတယ်လူဗီကလည်းသူဟာမန်ကီတီလူဗီမင်းကိုကြော်တပြီးပေတတပြဘယင်ကြီးဖြစ်လာမဲ့သူလို့ပြောလိုက်ပါတော့
ဂျာလေးကတော့ One Piece အပိုင်း289ဖြစ်ပြီးတော့အပိုင်း280ကိုစတင်မိနိုင်မှုအတွက် like လေးတစ်ယောက်ချက်စီနေပြီးတော့ comment လေးကျွန်တော်မှပေးခဲ့ကြပါအောင် channel လေး subscribe လေးမလုပ်ရနဲ့လုပ်ပေးတော့ခဲ့ကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ